လာပါ Voice of Touch ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်နာမည်စိတ်သက်ပါဒီနေ့ကျွန်တော် review လုပ်ပေးသွားတဲ့ဖုန်းကဒါ Motorola ကနေနောက်ဆုံးထွက်ထားတဲ့ဒါ Moto X80s ဆိုတဲ့ဖုန်းလေးကိုကျွန်တော် review လုပ်ပေးသွားမယ်ကျွန်တော်ရှေ့မှာတော့လည်းကျွန်တော် Moto X60s ဆိုတဲ့ဖုန်းလေးကျွန်တော် review လုပ်ခဲ့ပြီးဘူးလေအခုဒီကတော့ဒါMoto X80s ပေါ့နော်ဒီကောင်ကကျွန်တော် global မှာဆိုလို့ရှိရင် Motorola X60 Motorola X80 နဲ့နာမည်နဲ့လာတယ်ပေါ့နော်အခုကျွန်တော်လုပ်ပေးမယ့် version တွေကဒါ China version ဆိုတော့ Moto X80s ဆိုတဲ့နာမည်နဲ့လာတယ်ပေါ့နော်ဒီဖုန်းလေးကဘာနာမည်ကြီးနေဆိုတော့ကျွန်တော်ဖုန်းအရန်ပါတယ်ဆိုပြီးနာမည်ကြီးနေပါတော့ဆိုတော့ဒီဖုန်းကဘာလို့အတွက်အသုံးတယ်မလဲဆိုတော့ဒီဗီဒီယိုလေးမှာကျွန်တော်တေချာပြောပြပေးသွားမှာလို့ကျွန်တော်တို့အဆုံးထိကြည့်လိုက်အောင်အရင်ဆုံးပြောပြမှာဒါဒီဖုန်းရဲ့ design ပေါ့နော်ဒါ Motorola family ဆိုလို့ရှိရင်တည်မယ်ပေါ့နော် Motorola ဖုန်းတွေတော်တော်များများကဒါနောက်က leather version မှာဒါကင်မရာ၄လုံးတန်း၄နှလုံးတန်း၄၃လုံးတန်း၄ဒီလိုပုံစံနဲ့ပဲလာခဲ့တာပေါ့နော်လုံးဝမပြောင်းလဲခဲ့ဘူးဒီတိုင်းပဲလာခဲ့တာဆိုတော့နောက်ကျောနေလှမ်းကြည့်လိုက်တာနဲ့ဒါ Motorola ဖုန်းမှတမ်းတိတာစီတယ်ဒါပေမဲ့ဘာ model လဲဆိုတာကိုတော့သိဖို့ခက်တယ်ပေါ့နော်ဒါ Motorola ရဲ့သူ့ရဲ့ signature ပုံစံလို့တော့ပြောလို့ရတယ်hand feeling မိုင်းဆိုလို့ရှိရင်ဒီကောင်ကဖုန်းက air ဆိုတဲ့အတိုင်းပဲ 6mm အထူပဲရှိတာဆိုတော့တော်တော်လေးကိုပါတယ်ကျွန်တော်ပပလေးမှတော်တော်လေးပါတာပေါ့နော်လက်159 gram ပဲလေးရဆိုတော့တော်တော်လေးကိုပေါ့ပြီးတော်တော်လေးကိုပါတဲ့ဖုန်းလို့ပြောလို့ရတယ်ဒါသူ့နာမည်ပေးထားတဲ့ air ဆိုတဲ့နာမည်နဲ့ဒါကိုက်ညီတယ်လို့ပြောလို့ရတယ်ပေါ့နော်နောက်ကဘက်ကတော့ဒါ Motorola ရဲ့ပုံစံတိုင်းပဲဒါ leather version ဆိုတော့ဒါနောက်ကကျွန်တော်တို့ပြုတ်ကြရင်ကွဲမာတွေလက်ရထင်မာတွေမပူရတော့ဘူးဒီကောင်လေးအယောင်2ယောင်လာတယ်ပေါ့နော်ကျွန်တော်လက်ထဲမှာရှိတာတော့ဟုတ်ဒါအပြာရောင်နက်ပြာရောင်လေးပေါ့နော်နောက်တစ်ယောင်ကသူ့ရဲ့ signature ရောင်ဖြစ်တဲ့ဒါအစိမ်းရောင်လေးပေါ့နော်ဒီရောင်မျိုးရွေးချယ်လို့ရတယ်ဖုန်းကပေါ့ပါကင်တာကိုကြက်တဲ့လူတက်ဆိုလို့ရှိရင်တော်တော်လေးကိုအဆင်ပြေတဲ့ဖုန်းလို့ပြောလို့ရတယ်ဒီဖုန်းက IP6869 rating နဲ့ပါတယ်ဆိုတော့ဒါကျွန်တော်တို့ရေးဆိုမာတွေကျွန်တော်တို့ပုံနှံသေးတန်တွေအတွက်ကိုဒါပူစရာမလိုဘူးပေါ့နော်ဒါဖုန်းပလေးကင်ပြီးတော့ဒါရေးဆိုတာတွေဘာတွေကိုကြောက်နေရမယ့်တွေအတွက်လည်းဒါအဆင်ပြေလို့ပြောလို့ရတယ် display အနေနဲ့ကတော့ဒါ 6.7 inches ကျရှိပြီးတော့ OLED display ကိုသုံးပေးထားတယ် 1 billion color 120Hz HDR template အကုန်စပုတ်ပေးတယ်ဒါ pre-print ကလည်းလာ4500 nits ဆိုတော့ဒါတော်တော်လေးကိုလင်းတဲ့ display လို့ပြောလို့ရတယ် resolution ကတော့ 1.5K resolution ကိုမှဒါသူတို့ Corning Gorilla Glass 7i နဲ့ကာကွယ်ပေးထားတယ်လို့သိရတယ်ဒါဒီဖုန်းကဒါတခြားကျွန်တော်တို့ F model တွေမို့ဒါ quad cap တော့မဟုတ်တော့ဘူးဒါ flat display ဖြစ်သွားပြီ display PPI ကလည်းဒါ 446 PPI ဆိုတော့ဒါ color လေးတွေရုပ်ထွက်ကတော်တော်လေးကို color လေးတွေစောစောတောင်းနဲ့ကြည်လင်ဘက်ကိုသွားတယ်ဒါကျွန်တော်ဘေးပေါင် bezel လေးတွေတော်တော်လေးကိုပါတယ်ဆိုတော့ full UHD အောင်လို့မြင်ရမှာအသေးကြပဲ performance ကတော့ဒီကောင်က Snapdragon 7 Gen 4 SoC ကိုသုံးပေးထားတယ်ဒါ SoC အသစ်ပေါ့နော်ဒီ SoC ကဒါအရင်ကျွန်တော် powerful ဖြစ်တဲ့ performance တော့မဟုတ်ပေမဲ့လည်းကျွန်တော် game board ပါဆော့မယ် social media သုံးမယ်ဆိုတဲ့သူတွေတော့အထင်ကမရှိဒါအသုံးပြုလို့ရတယ်ဆိုတော့ back game setting တွေမှာဘယ်လောက်ဆော့ရရလဲဆိုတော့ကျွန်တော်ပြပြလိုက်ပါတယ်ကင်မရာတော့ကတော့ဒီကောင်ကဒါရှေ့ကောနောက်ကောစုစုပေါင်းကင်မရာ50 megapixel ကင်မရာ3လုံးတက်ဆင်ပေးရတယ်နောက်မှာလည်း main camera 50 megapixel ပြီးရင် auto 50 megapixel နဲ့ selfie ကလည်း50 megapixel ကိုတက်ဆင်ပေးထားတယ်ပေါ့နော်အဲ့ဒီတော့ကင်မရာပုံထွက်လေးတွေကဒါမဆိုးဘူးတော်တော်လေးကိုမှဒါရုပ်ထွက်လေးကြီးကြီးလင်းပြည့်တာရှိတယ်ကျွန်တော် perfect ဆိုလို့ရှိရင်ဒါ directional ပိုင်းမဲ့လည်းဒါ perfect ကိုဒါ 3HD ရိုက်လို့ရအောင်သူ crop လုပ်ပေးထားတယ်ပေါ့နော်ပြန် crop လုပ်ပေးထားတယ်ဒါရိုက်ကြည့်ရလောက်လဲ perfect တွေပါတယ်မှာတော်တော်လေးကိုမဆိုးဘူးကျွန်တော် bokeh နောက်က bokeh effect တွေပြီးတော့ HDR တွေ dynamic range တွေတော်တော်လေးကိုကောင်းတဲ့ထဲမှာပါတယ်ဆိုတော့ကျွန်တော်ဆိုင်းထားတဲ့ပုံလေးတွေကိုပြပေးလိုက်ပါတယ်software မှာတော့ဒီကောင်က Android 16နဲ့လာတယ်ပေါ့နော် software update ကလည်းဒါ4နှစ်ရမယ်လို့သိရတယ်ဆိုတော့ကျွန်တော်တို့ Android 20 ထိဒါအသုံးပြုနိုင်မယ်ဆိုတော့ဒါမဆိုးဘူးလို့ပြောလို့ရပါတော့ကျွန်တော်4နှစ်လောက် update ရရနဲ့သုံးရမှာဆိုတော့လေဒါလေးကတော့မဆိုးလို့ပြောလို့ရတယ်
လက်ရှိမှာလည်းသူ့ရဲ့ UI ကဒါတော်တော်လေးကိုသုံးရတာအဆင်ပြေတယ်ပေါ့နော်ကျွန်တော် China ဆိုပေမဲ့ဒါ Google Brain ပါပြီးသားကျွန်တော်တို့ဒီနောက်ကြရပါလေတိတ်မရှိဘူးမရှိတဲ့လောက်ပဲပေါ့နော်ဒါပေမဲ့တစ်ခုရှိတာကကျွန်တော်တို့ global version မဟုတ်တဲ့ AI တွေပါရတော့သုံးရတာနည်းနည်းလေးတော့ဒုက္ခရောက်မယ်ကျွန်တော် AI feature သုံးနေတယ်ဆိုလို့ရှိရင်တော့ကျွန်တော် global version ကိုပြောင်းမှာပဲရမယ်အခု global version ကလည်းပြောင်းလို့ရနိုင်ပြီလို့တော့သိရတယ်ပေါ့နော်ဆိုတော့ဒါအခုဝယ်ထားလို့ရှိရင် global version ချိန်နေတယ်ဆိုလို့ရှိရင် global version ချိန်ပြီးသုံးပေါ့ဒါဆိုလို့ရှိရင် AI တွေအသုံးပြုလို့ရမယ်လို့ပြောလို့ရတယ်audio ဘိုင်းတော့ဒီကောင်မှာကဒါ stereo speaker ကိုသုံးမိထားတယ်ပေါ့နော်ဒါဖုန်းကတော့ပပလေးပဲဒါပေမဲ့ဒါ stereo speaker ကိုသုံးမိထားဆိုတော့မစိုးဘူးလို့ပြောလို့ရတယ်အတန်ထွက်ကတော့ဒါဖုန်းကသေးပြီမဲ့လည်းအတန်ထွက်ကတော့အရင်တော့တိုးနေတဲ့အထင်မှာမပါဘူးပုံမှန်အတန်နေထားတော့ရှိတယ်ပေါ့နော်ဒါ base တန်လေးပါတွေကတော့နည်းနည်းလေးတော့အားနေတယ် battery ပိုင်းမှာဒီကောင်က 4800 mAh ကိုထည့်ပေးထားတယ်ဒါပုံမှန် daily use ကတော့ကျွန်တော်တို့တရက်ကိုအားတစ်ခါတော့ပြန်သွင်းကောင်းသွင်းရလိမ့်မယ်ပြီးရှင်အားသွင်းမှုတော့ကလည်း68 watt C2C ဆိုတော့ဒါ charging speed ကတော်တော်လေးကိုမြန်တယ်ပေါ့နော်4800 mAh ကိုကျွန်တော်တို့68 watt နဲ့သွင်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့45မိနစ်40အဲ့ဝန်းကျင်လောက်ပဲသွင်းရတယ်ပြီးတော့တစ်ခုဒီကောင်မှာအားသာတာကဘာသဘောကျဖို့ကောင်းလဲဆိုတော့ဒီကောင်မှာ wireless charging support ပေးတယ်15 watt ပေါ့နော်15 watt wireless charging support ပေးတယ်ဒီလောက်ပါတဲ့ဖုန်းလေးမှာဒါ wireless charging ကိုပါရအောင်ထည့်ပေးထားတာလေးတော့ကျွန်တော်တော်တော်လေးကိုလေးစားတယ်ဆိုတော့ wireless charging ရဲ့အသုံးပြုနေလို့ဆိုလို့ရှိရင်လည်းဒီဖုန်းလေးမှာ wireless charging support ပေးပါတယ်အဲ့တော့ fingerprint security ဘိုင်းတော့ကတော့ဒါ ana display fingerprint ကိုပဲဒါသုံးပေးထားတယ်ကျွန်တော်တို့ face lock လည်းပါမှာပေါ့နော်ဒါ fingerprint ကတော့ကျွန်တော်တို့ဒါမြန်တယ်လို့ပြောလို့ရတယ်ကျွန်တော်တို့နှိပ်လိုက်လို့ရှိရင်မှားသွားတာတို့မှားနေတာတော့ပြမရှိဘူးနော် accurate ဖြစ်တယ်ပေါ့နော်ပို့ပြီးတော့တိတိကျကျနဲ့မြန်မြန်ဆန်ဆန်သုံးပြုလို့ရတယ်ဆိုတော့ဒါဒီဘိုင်းမှာလည်းမစိုးလို့ပြောလို့ရတယ်batch ပန်နေတန်းကြီးတဲ့ခါမှာလည်းဒီဖုန်းကဒါ single core ကို1324နဲ့ဒါ multi core ကို4155အထိရရဲဆိုတော့ဒါ batch မှန်လေးရမှာလည်းဒါသူ့ရဲ့ performance ကမစိုးလို့ပြောလို့ရတယ်ပြီးတော့ကျွန်တော်ဒီဖုန်းကိုဒါ20 minutes thread လည်းတိုင်းခဲ့တယ်ပေါ့နော်20 minutes thread ကိုဒီကောင်က pass ဖြစ်သွားတယ် pass ဖြစ်သွားပြီးတော့ဒီကောင်က stability score က 84.8% ထိရရဲဆိုတော့ဒါမစိုးလို့ပြောလို့ရတယ်ဘက်ထရီကလည်း 96% ကနေ 87% ဆိုတော့ဒါ battery လည်းအများကြီးဆင်းတယ်လို့တော့ပြောလို့မရဘူးအပူချိန်နေနဲ့ကဒါ27ကနေ38 degree Celsius အထိပဲအမြင့်ဆုံးတက်ခဲ့ရဆိုတော့ဒါအရန်ကြီးလည်းပူရလို့ပြောလို့မရဘူးဒါဒီဖုန်းပပလေးရဲ့ဒီလောက်အပူထိနေတာတော့ဒါတော်တော်လေးကိုသဘောကျဖို့ကောင်းတယ်ဆိုတော့ကိုလူလူကဒါဖုန်းဆိုလို့ရှိရင်ပို့ပပလေးမှကြိုက်တယ်ပြီးဒီမှနဲ့မတူတဲ့ဒါဖုန်းလေးတွေကိုကွက်ပြတ်ဖုန်းလေးတွေကိုလည်းဒါသုံးကြည့်ချင်တယ်ဆိုလို့ရှိရင်เนาะဒီ Moto H90 အဲ့ဒီကစမ်းကြည့်တင်တယ်လို့ပြောရင်းနဲ့ပဲကျွန်တော်ရဲ့ review လေးကိုဒီမှာနဲ့ဆုံးသက်လိုက်ပါတယ်ကြည့်ရှုအားပေးကြတဲ့တူတယောက်ချင်းတွေကိုအထူးပဲကျေးဇူးတင်ရှိပြီးတော့နောက်တဲ့ဗီဒီယိုတွေမှာကျွန်တော်တို့အတူတူပြန်လည်ဆုံကြပါသေးတယ်ဗျ